ဒီနေ့ဝိုင်းမိန်ဘီယာဆိုင်မှာအလုပ်လုပ်နေတော့စပွဲတော်ဝိုင်းကအန်တယ်ရန်ဖြစ်ကြပါတယ်။သူတို့ကမင်္ဂလာဆောင်လာစဇနီးမောင်နိုင်ဖြစ်ပြီးဒေါသထွက်နေတဲ့ယောက်ျားနဲ့စိတ်ဆိုးနေတဲ့မိန်းမတို့အခြေအတင်စကားများနေကြတာပါ။ဝိုင်းမိန်ကသူတို့ရန်ဖြစ်နေတာကိုအောင်ဆိုင်ကြည့်နေခဲ့ပါတယ်။မိန်းမကအရက်မူပြီးအိမ်မပြန်တဲ့ယောက်ျားကိုအပြစ်တင်နေတာဖြစ်ပြီးယောက်ျားကတော့သူ့ကိုချုပ်ဆက်လုံးတယ်လို့ပြောနေပါတယ်။အမျိုးသမီးအရိုက်ခံရတာကိုမြင်တော့ဝိုင်းမိန်ကချက်ချင်းပြေးသွားပြီးအမျိုးသမီးကိုနှစ်သိမ့်မိပါတယ်။ဖက်ရှင်ဝမ်လည်းဝိုင်းမိန်ကိုစိတ်ပူပြီးနောက်ကနေလိုက်လာပါတယ်။ဖက်ရှင်ဝမ်ကအရင်ဆုံးတောင်းပန်လိုက်ပြီးဆိုင်ပိတ်တော့မှဖြစ်တာမို့လို့ငွေရှင်းမလို့ရမလားလို့မိလိုက်ပါတယ်။အမျိုးသားလည်းထွက်နေတဲ့ဒေါသကိုသူ့ရှိကိုရောက်လာကြတဲ့လူနှစ်ယောက်စီကိုပုံချပါတော့တယ်။အမျိုးသားကအရက်မူပြီးသူတောင်းလို့တော့မဟုတ်သေးဘူးလို့ပြောပါတယ်။အမျိုးသမီးကထားရပြီးထွက်သွားဖို့လုပ်ပေမဲ့စပင်ဆောင်ဆွဲပြီးပြန်ထိုင်လိုက်ပါတယ်女士，你需要我帮你报警吗？ ။ဝိုင်းမိန်ရဲ့စကားကြောင့်ယောက်ျားကမတင်မနှက်နဲ့ဝင်မပါဖို့ပြောပြီးတကယ်တိုင်ရင်တိုင်ကြည့်လိုက်လို့စိန်ခေါ်လိုက်ပါတယ်။ဖက်ရှင်ဝမ်ကတော့အခြေအနေကိုပြည်လည်အောင်လုပ်ဖို့ဘေးကနေအသေးအံစူးစမ်းနေပါတယ်။ဒီအချိန်မှာဝိုင်းမိန်ကညံကောင်းမယ်ဆိုရင်ထွက်သွားပြီးတော့တခြားယောက်ျားလေးဝန်ထမ်းကိုရှင်းခိုင်းတင်ပါတယ်။ဒါပေမဲ့ဝိုင်းမိန်ကခေါင်းမာတဲ့သူဖြစ်တာမို့လို့ဒီအရက်မူးတဲ့ယောက်ျားနဲ့အပြာရင်ဆိုင်မှုလုပ်နေခဲ့ပါတယ်။မန်နေဂျာကဝင်လာတော့စားတောက်စိတ်ကို90ရာခိုင်နှုန်းရှော့ပေးမယ်လို့ပြောပြီးပြဿနာကိုအေးချမ်းချမ်းပြီးသွားဖို့ကြိုးစားပါတယ်။ယောက်ျားကအရှော့မပေးပဲဝိုင်းမိန်ကိုလက်ညှိုးထိုးပြီးတောင်းပန်ခိုင်းပါတယ်။ဖန်ရှယ်ဝမ်ကတော့သူချစ်ရတဲ့သူကိုချင်းချောက်တာမြင်တော့မခံနိုင်ပဲဝိုင်းမိန်ကိုစားတောင်းပန်ဖို့ရှစ်ထွက်လိုက်ပါတယ်။ဇနီးဖြစ်သူကခင်မွန်းရဲ့တောင်းတချက်မရှိပဲပြဿနာရှာနေတာကိုမြင်တော့အိမ်ပြန်ဖို့ဆွဲခေါ်ပေမဲ့ယောက်ျားကတွန်းထုတ်လိုက်ပါတယ်။ဝိုင်းမိန်ကသွားကူတွဲတော့ယောက်ျားကတွန်းပလိုက်ပါတယ်။ဝိုင်းမိန်ထိခိုက်သွားတာကိုမြင်တော့ဖန်ရှယ်ဝမ်ဟာမခံနိုင်တော့ပဲလက်သေးနဲ့ထိုးလိုက်ပါတယ်။ယောက်ျားကဖောင်းမောက်ကိုယူပြီးဖန်ရှယ်ဝမ်ရဲ့ခေါင်းကိုရိုက်ချလိုက်ပါတယ်။နှစ်ယောက်သားအပြန်အလှန်ထိုးချိတ်ကြပြီးရံပွဲကအရန်ဆိုးသွားပါတယ်။ပြဿနာတွေပြီးသွားတဲ့အခါဖန်ရှယ်ဝမ်ကဆေးရုံရောက်နေပါပြီ။သူကရံပွဲမှာရိုက်ခံလိုက်ရတဲ့အတွက်ဥကောင်းနဲ့ငယ်ထိခိုက်သွားခဲ့ပါတယ်။ဆရာဝန်ကဖန်ရှယ်ဝမ်ရဲ့ဘေးမှာတညာလုံးစောင့်ကြည့်ပေးဖို့ဝိုင်းမိန်ကိုမှာခဲ့ပါတယ်။ဖက်ရှင်ဝိုင်းရဲ့တရားကမျက်လုံးသားမှာဖြစ်တာမို့လို့မေစင်းမပါပဲချုပ်ရပါတယ်။ဆရာဝန်ကဖက်ရှင်ဝိုင်းရဲ့လက်ကိုကင်ထားဖို့ဝိုင်းမင်ကိုပြောတာကြောင့်ဝိုင်းမင်ကပြောတဲ့အတိုင်းလုပ်ခဲ့ပါတယ်။ဒီအချိန်ကဖက်ရှင်ဝိုင်းကိုရင်ခုန်စေခဲ့ပြီးနာကျင်မဲ့ပျော်ရွှင်နေခဲ့ပါတယ်။ဒဏ်ရာကိုကုသပြီးတဲ့နောက်ရဲတွေကသူတို့နှစ်ဦးကိုစောင့်နေပါတယ်။ရဲကဖက်ရှင်ဝိုင်းကအရင်ထိုးခဲ့တာဖြစ်တဲ့အတွက်တစ်ဖက်လူရဲ့ဆေးဖို့နဲ့ဆိုင်ရဲ့ပစ္စည်းဆုံးရှုံးတာအားလုံးကိုဖက်ရှင်ဝိုင်းကတာဝန်ယူရမယ်လို့ပြောပါတယ်။对方依然享有对你提起民事诉讼的权利，这点你要清楚。不是，是他们。ဖန်ရှယ်ဝမ်ကဝိုင်းမင်ကိုတားလိုက်ပြီးငွေပေးပြီးပြဿနာကိုအေးဆေးဆေးဖြေရှင်းလိုက်တယ်။သူထွက်ဆိုကြမှာလက်မှတ်ထိုးပြီးတော့ကိစ္စကိုဆုံးသတ်လိုက်ပါတယ်။ဖန်ရှယ်ဝမ်ဟာဝိုင်းမင်အတွက်ရန်ဖြစ်ခဲ့တာကြောင့်ငွေတွေအများကြီးကုန်ခဲ့တဲ့အပြင်ဘီယာဆိုင်ကနေလည်းနှစ်ယောက်စလုံးလှုပ်ထုတ်တာခံလိုက်ရပါတယ်။ဝိုင်းမင်ကဒဏ်ရာရနေတဲ့ဖန်ရှယ်ဝမ်ကိုအခန်းအောင်လိုက်ပို့ပေးခဲ့ပါတယ်။ဖန်ရှယ်ဝမ်ကသူ့ကိုပြန်ပြီးအနားယူဖို့ပြောပေမဲ့ဝိုင်းမင်ကသူ့ကိုတယောက်တည်းမထားခဲ့ချင်ပါဘူး။သူကဖန်ရှယ်ဝမ်အတွက်တပတ်ကိုရင်သွေးစိမ်ပြီးမျက်နှာတစ်ဝက်ကိုတုပ်ပေးခဲ့ပါတယ်။ကျန်းဆက်ချုံကရှန်ဟိုင်းကိုအလုပ်ကိစ္စနဲ့လာရင်ဝိုင်းမင်ကိုလမ်းကြုံဝင်တွေ့ပါတယ်။ဝိုင်းမင်ကအရန်ပျော်နေပါတယ်။ကျန်းဆက်ချုံကတော့တာမန်ဝတ်စားတွေဝတ်ပြီးမိတ်ကပ်တောင်လိမ့်မထားပဲဝိုင်းမင်ကိုကြည့်ပြီးအကြီးကျယ်ပြောင်းလဲသွားတယ်လို့မှတ်ချက်ချလိုက်ပါတယ်။ကျန်းဆက်ချုံကဒီညမှာကျင်းပမယ့်ပရာဟိတညစာစားပွဲကိုဝိုင်းမင်ကိုအတူလိုက်ခဲ့ဖို့ပြောပါတယ်။ဝိုင်းမင်ကဒီလိုပွဲမျိုးမတက်ဖြစ်တာကြပြီလို့ပြောပါတယ်我没礼服，这可是上海，你连条像样的裙子都没有吗？ကျန်းဆက်ချုံကဝိုင်းမင်ကိုခေါင်းဝင်လဲပြီး3နာရီတွင်တွေ့မယ်လို့ပြောပြီးဝိုင်းမင်ဘာပြန်မပြောနိုင်ခင်မှာပဲအမြန်ထွက်သွားခဲ့ပါတယ်။ဝိုင်းမင်ကပေကျင်းကနေယူလာတဲ့တထည်သေးသောခေါင်းဝင်ကိုဝတ်ဆင်ပြီးမှန်ကြည့်နေတော့ဖန်ရှယ်ဝမ်ကတကားလာခောက်ပါတယ်။ညစာတူတူစားမလားလို့မေးပါတယ်။ဝိုင်းမင်ထူးထူးခြားခြားဝတ်ဆင်ထားတာကိုမြင်လိုက်တာနဲ့ညနေမှာသွားစရာရှိမှန်းသိလိုက်ပြီးဝိုင်းမင်မအားရင်နေပါစေလို့အလိုက်တသိနဲ့ပြောပါတယ်။မသွားခင်မှာဝိုင်းမင်ကိုချီးကျူးလိုက်ပါတယ်“你穿这个裙子真好看。”ဝိုင်းမင်ကနှစ်နှစ်ကြာမှလူမှုရေးအတိုင်းဝိုင်းနဲ့ကိုပြန်ရောက်လာပေမဲ့ဒီတစ်ခါမှာတော့သူ့ရဲ့စိတ်နေစိတ်ထားကအရင်ကနဲ့လုံးဝမတူတော့ပါဘူး။ပထမအချိန်ဝတ်တုန်းကကိုယ့်ကိုယ်ယုံကြည်မှုအပြည့်နဲ့နာမည်ကြီးအမှုပညာပစ္စည်းစုဆောင်းလို့တထွေးချန်တဲ့စကားပြောခဲ့ပါတယ်။ဒါပေမဲ့အခုတော့ဝိုင်းမင်ကဒီလိုစီကားတဲ့ပွဲထဲမှာဘာလို့မှမသိပဲဖြစ်နေပါတယ်။ပွဲမှာရှိတဲ့လူတွေကိုသူလုံးဝမသိသလိုတခြားလူတွေကလည်းဝိုင်းမင်ဘယ်ကနေလာမှမသိကြပါဘူး။ဝိုင်းမင်ဟာပွဲမှာမနေချင်တော့ပဲတနေရာထဲမှာငုံငိုင်းနဲ့ရက်နေခဲ့ပါတယ်။ကျန်းဆက်ချုံကသတိထားမိပြီးဝိုင်းမင်ဘာဖြစ်လို့လဲမပြောဘူးလားလို့မေးပါတယ်穿着漂亮的衣服，转过头可能就不会再有焦急的人寒暄，已经没有意义了。ကျန်းဆက်ချုံကခဏစဉ်းစားပြီးဝိုင်းမင်ကိုထွက်သွားချင်လားလို့မေးပါတယ်။ဝိုင်းမင်ကောင်းချင်းကတော့ကျန်းဆက်ချုံကသဘောတူလိုက်ပါတယ်။ဝိုင်းမင်ကသူ့ကိုနောက်ဆုံးချိန်ပွေ့ဖက်ပြီးပွဲကနေချက်ချင်းထွက်သွားခဲ့ပါတယ်။အခုအချိန်မှာဝိုင်းမင်ကရိုးရှင်းတဲ့ကျောင်းသူဘွားကသူ့အတွက်ပိုတင်တော်ရလို့ခံစားနေရပါတယ်။သူ့ရဲ့ရိုးရိုးဝတ်စားတွေကိုပြန်လဲပြီးတော့ကိတ်ဆိုင်ကနေကိတ်မုတ်ဝဲကအိမ်ပြန်ခဲ့ပါတယ်။ဝိုင်းမင်ကခောက်ဆွဲကိုကိုယ်တိုင်ပြုတ်စားခဲ့ပါတယ်။ကျန်းဆွဲချုံကဟိုတယ်ကိုပြန်ရောက်တဲ့အခါစုကန်ရှန်ကိုဝိုင်းမင်အခုဘာတွေစဉ်းစားနေတယ်မသိဘူးလို့ပြောလိုက်ပါတယ်။ကုမ္ပဏီမှာအနာဂတ်ကောင်းနေပြီးလူမှုဆက်ဆံရေးတွေအဆင်ပြေနေချိန်မှာအခြေရေးစင်မပြေတာကြောင့်ရုတ်တရက်လှုပ်ထွက်သွားပြီးရှန်ဟိုင်းမှာဆင်းရဲတဲ့ကျောင်းသူတယောက်လိုနေပြီးအနာဂတ်ကောင်းတွေကိုဖျက်ဆီးပစ်တယ်လို့ပြောပါတယ်။ဒါပေမဲ့စုကန်ရှန်ကတော့ဝိုင်းမင်ဟာပညာတတ်မိသားစုကစဉ်းစားလာတာကြောင့်ညံ့တဲ့သူမဟုတ်ဘူးလို့ပြောပါတယ်။
သူ့ရဲ့ကိုပိုင်ရေးချင်းတဲ့အခြေအနေတွေကတခြားလူတွေထက်တာတာကြောင့်ဘဝရွေးချယ်မှုမှာလူကလေးပုံဖော်ပိုင်ခွင့်ရှိတယ်လို့ပြောပါတယ်။ကျန်းဆက်ချုံဟာဟွိုင်းမိန်အနေနဲ့အကြီးအကျယ်ခက်ခဲကြုံမှာသူပိုင်နာတွေကိုတန်ဖိုးထားတတ်လိမ့်မယ်လို့ခန့်မှန်းထားပါတယ်။အတွေ့အကြုံရှိတဲ့ကျန်းဆက်ချုံဟာတခြားလူတွေထက်ပိုပြီးရှင်းရှင်းလင်းလင်းတွေးနိုင်ပါတယ်။ဟွိုင်းမိန်ရဲ့နောက်ပိုင်းမှာကြုံတွေ့ရမယ့်အဆင်မပြေတဲ့အိမ်တော်ကြီးဟာကျန်းဆက်ချုံရဲ့ဟောကိုင်းကိုသက်သေပြခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာဟွိုင်းမိန်ဟာဘာမှမသိသေးပါဘူး။သူကဖတ်ရှယ်ဝမ်ရဲ့မွေးနေ့ကိုကျင်းပပေးဖို့အတွက်ပြောနေပါတယ်။ဖတ်ရှယ်ဝမ်အတွက်တက်ရှိခေါက်ဆွဲနှပကန်ပြုတ်ပေးခဲ့ပါတယ်။ဖတ်ရှယ်ဝမ်ကအရန်အရသာတွေ့သွားပြီးဒါဟာသူ့ဘဝမှာစားဖို့သမျှတွေမှာအကောင်းဆုံးခေါက်ဆွဲဖြစ်တယ်လို့ပြောခဲ့ပါတယ်။ခေါက်ဆွဲစားပြီးတော့ဟွိုင်းမိန်ကကိတ်မုတ်ပေါ်မှာမွေးနေ့ဖျောင်းလိုက်ထွန်းပြီးမွေးနေ့သချင်းဆိုပေးခဲ့ပါတယ်။祝你生日快乐。 ဒီလိုမျိုးထွေးပြီးလှပတဲ့ညင်ဝင်းကြောင့်ဖတ်ရှယ်ဝမ်ကစိတ်မထိန်နိုင်တော့ပဲဟွိုင်းမိန်ရဲ့ပါအောင်နားလိုက်ပါတယ်对不起。ဝိုင်းမိန်ကအကြောင်းမပြီးခင်အလုံးမရှာခင်မှာဖတ်ရှယ်ဝမ်ကိုပေကျင်းကသူ့ရဲ့မိဘတွေစီကိုခေါ်သွားဖို့ပြင်ဆင်ပါတယ်။သူကဖတ်ရှယ်ဝမ်ကိုချစ်သူအဖြစ်နဲ့မိသားစုကိုမိတ်ဆက်ပေးနေတာပါ။မိဘနှစ်ယောက်ကဟွမ်ကျောင်းဝါရဲ့ကားနဲ့အိမ်ကိုရောက်လာတော့ဖတ်ရှယ်ဝမ်ကဝိုင်းမိန်ရဲ့မိသားစုကိုသတိထားပြီးကြိုက်ခတ်နေပါတယ်။ဝိုင်းမိသားစုကသူ့ကိုမကြိုက်မှစိုးရိမ်နေခဲ့ပါတယ်။ဝိုင်းမိန်ဖေကဖတ်ရှယ်ဝမ်ရဲ့အခြေအနေကိုမေးခဲ့ပြီးပေကျင်းမှာ3ရက်ခွင့်ရတာကိုသိတော့ဟွမ်ကျောင်းဝါကိုခေါ်ပြီးပေကျင်းရဲ့နာမည်ကြီးနေရာတွေကိုလိုက်ပြခိုင်းက2ရက်လောက်လဲပတ်ဖို့ပြောခဲ့ပါတယ်။ဟွမ်ကျောင်းဝါရဲ့သဘောကရှင်းပါတယ်။သူ့အဖေရဲ့အကြံကိုညှင်းခဲ့ပါတယ်။ဒီအပြုတ်မှုကဟွိုင်းမိန်ကိုမချင်မနှက်ဖြစ်စေခဲ့ပါတယ်။သူကဟွမ်ကျောင်းဝါကိုသူ့အခန်းစီဆွဲခေါ်သွားပြီးခဏစကားပြောမယ်လို့ပြောပေမဲ့တကယ်တော့ယဉ်ကျေးမှုမရှိတဲ့အကိုကိုဆုံးမဖို့ပြင်နေတာပါ။ဟွမ်ကျောင်းဝါကဖတ်ရှယ်ဝမ်ကိုမကြိုက်ပါဘူး။ဆင်းရဲတဲ့နေရာကလာသူဟာအစင်တမ်းမရှိဘူးလို့ခံစားရပြီးဟွိုင်းမိန်ရဲ့ပထမဆုံးရီစာကြောက်ခေါ်တုံးနဲ့နှိုင်းယှဉ်ရင်ကောင်းဝင်တဲ့မြေကြီးလိုကွာခြားနေတယ်လို့ထင်ခဲ့ပါတယ်။ဟွိုင်းမိန်ဟာနားမထောင်ချင်တော့ပဲအကိုကိုမျက်နှာလွှဲထားခဲ့ပါတယ်။ဟွမ်ကျောင်းဝါကနင်တို့နှစ်ယောက်ကလုံးဝမလိုက်ဖက်ဘူး။ဇုံဝဲနဲ့မတူပဲဖတ်ရှယ်ဝမ်ကနင်းရဲ့အလုပ်သမားနဲ့ပိုတူနေတယ်လို့ပြောပါတယ်။အဲကန်းထဲမှာထိုင်နေတဲ့ဖတ်ရှယ်ဝမ်ကထိုင်လာကြတော့ပြင်းလာပြီးဟွိုင်းမိန်ကသူ့အဖေမှာစားအုပ်တွေအများကြီးရှိကြောင်းပြောဦးတာကိုသတိရပြီးလစ်လာကြည့်ချင်တယ်လို့ပြောလိုက်ပါတယ်။ဟွိုင်းမိန်အဖေကသူ့ကိုစားကြည့်ကောင်းခေါ်သွားပါတယ်။ဖတ်ရှယ်ဝမ်ကစားအုပ်ကိုယူဖက်ပြီးတော့ဟွိုင်းမိန်အဖေကိုစားအုပ်ချောင်းကိုပြန်ပြောပြပါတယ်။စားအုပ်ကလူသိမများတဲ့စားအုပ်ဖြစ်တာကြောင့်ဟွိုင်းမိန်အဖေအနေငယ်အောင်းခဲ့ရပြီးဖတ်ရှယ်ဝမ်ကလည်းဖတ်ကူးတာကြောင့်သူ့ရဲ့ထူးခြားတဲ့အမြင်တွေရှိတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်သူ့ကိုတော်တော်လေးလေးလာမှုအကောင်းတယ်လို့ထင်ခဲ့ပါတယ်။ခမင်းစားချိန်မှာဖတ်ရှယ်ဝမ်ကဟွိုင်းမိန်အမေချက်ထားတဲ့ဟင်းတွေကလူပြည်မှာအကောင်းဆုံးဟင်းတွေဖြစ်တယ်လို့အကြီးအကျယ်ချီးကျူးခဲ့လို့ဟွိုင်းမိန်အမေကပျော်ရွှင်နေခဲ့ပါတယ်真不打算回北京了。 ။ဟွိုင်းမိန်အဖေရဲ့စကားကြောင့်အားလုံးကဟွိုင်းမိန်ကိုလှည့်ကြည့်ပြီးသူ့ရဲ့အဖေကိုစောင့်နေခဲ့ပါတယ်如果玫瑰决定回北京的话，我也一块陪她回来。။ဖတ်ရှယ်ဝမ်ကအရင်ဝင်ပြောပါတယ်။ဒါပေမဲ့ဟွမ်ကျောင်းဝမ်ကဖတ်ရှယ်ဝမ်ကိုသူ့ရဲ့အခုလက်ရှိအလုပ်ကိုဆွလွတ်တော့မှလာလို့မေးခဲ့ပါတယ်။ဖတ်ရှယ်ဝမ်ကဟွိုင်းမိန်အတွက်ဆွလွတ်ဖို့ဆန္ဒရှိပြီးပေကျင်းမှာလည်းလောက်ကန်ခွင့်လန်းတွေအများကြီးရှိရလို့ပြောခဲ့ပါတယ်။ဖတ်ရှယ်ဝမ်ရဲ့စကားတွေကြောင့်ဟွိုင်းမိန်မိဘတွေရဲ့စိုးရိမ်မှုတွေရောက်လာခဲ့ပါတယ်။သူတို့ကသမီးကိုမိဘတွေနဲ့အတူပေကျင်းမှာနေစေချင်ခဲ့တယ်။ဖတ်ရှယ်ဝမ်ရဲ့စကားတွေကအပေါ်ယံနေတာဖြစ်ပြီးအတွင်းစိတ်နဲ့မတူပါဘူး။လူကြီးတွေဘာနာထောင်နေလဲဆိုတာသူသိပါတယ်။ဒါကြောင့်သူတို့ဆန္ဒကိုလိုက်လျောပြီးတော့မရေမရတဲ့ကတိတွေကိုပေးခဲ့တာပါ။ညဘက်မှာဟွိုင်းမိန်အမေကခင်မွန်းကိုရှယ်ဗန်ကဘယ်လိုနေလဲလို့မေးပါတယ်။ဟွိုင်းမိန်အဖေကအပေါ်ယံကြည့်ရင်တော့ကောင်းပါတယ်။ရင်ကျေးပြီးယိုသိမ်းမှုရှိပါတယ်။ဒါပေမဲ့သူပြောတာတွေကိုစိတ်ရင်းနဲ့မဟုတ်ဘူးဆိုတာခံစားမိနေတယ်လို့ပြောပါတယ်။ဟွိုင်းမိန်အမေကရှယ်ဗန်ကဟွိုင်းမိန်အတွက်ပေကျင်းကိုလာဖို့ဆန္ဒရှိတာကရိုးသားမှုကိုပြတာပါလို့ပြောပါတယ်။ဟွိုင်းမိန်အမေကစိတ်မပူဖို့ပြောပြီးအဲ့ရဆော့ဆော့ဝင်ခိုင်းပေမဲ့အဖေကတော့စိုးရိမ်စိတ်တွေပြစ်နေခဲ့ပါတယ်။